ကျွန်တော်တို့လို game ကိုပတ်စံမသုံးမဲ့ free to play ဆော့နေတဲ့ player တွေအတွက်တော့ဒီလိုအရင်လာရဲ့ legend skin ဆိုတာပြောရရင်အိမ်မက်ထဲမှာပဲပိုင်ဆိုင်နိုင်ခွင့်ရှိတဲ့ skin တစ်ကောင်ဖြစ်တယ်ဆိုပေမဲ့လည်းပဲဟိုနောက် game ထဲမှာတော့အဲ့ဒါတွေကအိမ်မက်မဟုတ်တော့ပဲလက်တွေ့ဖြစ်လာပါပြီဆိုတော့ဒီကနေ့ဗီဒီယိုမှာကျွန်တော်လိုမျိုး free to play player အနေနဲ့ legend skin တစ်ကောင်ကိုတုံကန်တစ်ခုမှသုံးစရာမလိုဘဲနဲ့လဲယူလို့ရမယ်ဟော်ဒီယာ legend တုံကန်ကြီးကိုရနိုင်မယ် grand adventure event ရဲ့အကြောင်းကျွန်တော်ရှင်းပြပေးမယ် player တော်တော်များများကတော့ဒီ grand adventure event မှာတုံကန်ကိုလဲပြီးတော့ skin တောင်ဝယ်ပြီးသွားကြပြီဆိုပေမဲ့လည်းပဲကျွန်တော်လိုဥတူတူ beginner လေးတွေကတော့ဒီ event အကြောင်းတစ်လုံးမှနားမလည်လို့တကယ်ရှိတယ်ဒါတို့ပွဲထဲမှာတတိထားမိကြလားတော့မသိပါမဲ့ overlord tyrant တို့လို objective အကြီးကြီးတွေကေးလိုက်တဲ့အချိန်ဓမ္မမို့ရင်လေ enemy တစ်ကောင်ကောင်တက်လိုက်တဲ့အခါတွေးမိနေကြသလိုပဲကျွန်တော်တို့မွေးထားတဲ့ကြောင်လေးကကျွန်တော်တို့မြေကြီးတွေကနေတစ်ခုခုတူးပေးလိုက်မယ်ဒေဂျာတစ်ခုကတော့အဲ့ဒီကြောင်လေးတူးပေးလိုက်တာကဒီ event ရဲ့အသက်လို့ပြောလို့ရမယ်ပစ္စည်းတွေယတနာတွေဖြစ်ပြီးတော့အဲ့ဒီယတနာတွေကဘာဖြစ်မလဲဆိုတာတော့ကျွန်တော်တို့ကပွဲပြီးမှသိရပါမယ်ဒီလိုနဲ့လှပငိမ်ညောင်းပြီးတော့အနီရောင်တန်းနေပြီးတက်တီရှိလာတဲ့ defeat ဆိုတဲ့စာတန်းရဲ့အနောက်မှာကြောင်လေးတူးပေးလိုက်တဲ့ယတနာဘာလဲဆိုတော့ကျွန်တော်တို့အနေနဲ့ reset ကြည့်ရတော့မယ်ယတနာတွေကကျွန်တော်မှတ်မိသလောက်ဆိုရင်ပွဲထဲမှာသူ3ခါလောက်တူးပေးလိုက်တယ်3ခါဆိုတော့ယတနာ3ခုရမှာပေါ့အိုးအစိမ်းရောင်ခင်းရောင်နောက်ထပ်ခင်းရောင်အိုးဟင်းရောင်ဒီပွဲကတော့တကယ်တန်သွားတဲ့ပွဲလို့ပြောလို့ရမယ်ခင်းရောင် treasure နှစ်ခုတောင်ရတာဆိုတော့ grand venture event တွေကိုသွားမယ်သွားပြီးသားလို့ရှိရင်ဒီယတနာပုံးလေးကိုနှိပ်လိုက်တဲ့အခါကျွန်တော်စုထားခဲ့တဲ့ treasure တွေအကုန်လုံးကိုမြင်ရတယ်တွေ့တယ်ဟုတ်ဒီမှာဆိုရင်ကျွန်တော်စိန်တုံးကြီးလဲစုထားတယ်ပြီးတော့ခင်းရောင်ယတနာတွေလည်းရှိတယ်အဲ့ဒီယတနာတွေကိုအမှန်ချင်းနှိပ်ဆက်လက်နှိပ်ပြီးတော့ sale ဆိုတာနှိပ်လိုက်လို့ရှိရင်တွေးမိနေကြတဲ့အတိုင်းပဲ16 million တောင်မှ coin ရနိုင်ပါတယ်လောလောဆယ်တော့ဒီရောင်းမဲ့ကိစ္စကိုခဏခောက်ထားလိုက်အောင်ကျွန်တော်စီမှာအခုလက်ရှိ coin 18 million ရှိတယ်အဲ့ဒီ18 million ရှိတဲ့ coin နဲ့ဘာတွေလုံးလို့ရမလဲဆိုတော့ event short တွေကိုတစ်ချက်ဝင်ကြည့်လိုက် event တွေမှာဆိုရင်အဓိကလဲလို့ရမယ့် main reward ကြီးကိုပြထားမှာဖြစ်ပြီးတော့ဒီ main reward ကြီးက36 million လောက်ပေးရမှာဖြစ်ပြီး1688တုံကန် voucher ကြီးတုံကန် voucher ကြီးနဲ့ဆိုရင်တုံကန်နဲ့ဝယ်လို့ရတဲ့ skin မှန်သမျှတနည်းအားဖြင့်တော့ legend skin လိုမျိုး skin ကိုတော့မှတုံကန်0နဲ့ကျွန်တော်တို့ကလဲလို့ရမယ်ပြောရရင်တော့ဗျာ legend skin တကောင်ကို free ရတယ်လို့မျိုးပဲပေါ့ဘေးနာဟာတွေကိုကြည့်ရမယ်ဆိုရင်တော့9လပိုင်းမှလာမဲ့ reward တွေဘာတွေမှန်းတော့မသိဘူးသူတို့က caution မကြီးပဲပြထားဆိုတော့ကျွန်တော်လည်းဘာ event ကဘယ်လိုမျိုးလာမလဲမသိတာဖြစ်တဲ့အတွက်လောလောဆယ်ကိုမျက်စိရှိမှမြင်နေတဲ့1688တုံကန် voucher ကြီးကိုပဲတည်ရကြနေပါတယ်ဆိုတော့ဒီလဲလို့ရမဲ့ coin တွေကိုများများရဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့က gain ဆော့ရမယ်တကယ်ကြီး gain ဆော့ရမယ်ဗျာ99ရှုံရှုံပြဿနာမရှိဘူး gain ဆော့ပြီးတော့ပွဲပြီးသွားတဲ့အခါကျရင်ကျွန်တော်တို့ကို treasure chest လေးပေးမယ်အဲ့လိုနဲ့ရလာတဲ့ယတနာလေးတွေကိုကျွန်တော်တို့ကအယောင်ပေါ်မူတီးပြီးတော့ဈေးနှုန်းကတက်မှတ်သွားတယ်ဒီမှာဆိုရင်ရွှေလက်စုကြီးက2သိန်းတောင်မှတန်တယ်တွေ့လားအဲ့ဒီ2သိန်းနဲ့ရွှေလက်စုကြီးကိုရောင်းလိုက်ရင်ကျွန်တော်တို့က coin 2သိန်းရမယ်အဲ့လိုမျိုးနဲ့ပဲကျွန်တော်တို့က coin တွေကိုစုရင်းနဲ့ coin 36 million ပြည့်သွားတဲ့အခါကျရင်တော့ဒီတုံကန်ကြီးကိုလဲလို့ရမှာပါဒီ event ဒီလောက်နဲ့တည်ထားရင်လုံလောက်တယ်ဆိုပေမဲ့လည်းပဲမင်းနေကြမှာဆိုလို့တခါရဲပြောရရင်ဒီလေစီးနေတဲ့ကြောင်လေးရလေသူ့အလုပ်ပုံနဲ့သူရှိရဗျဒီကြောင်လေးကိုနှိပ်လိုက်တဲ့အခါကျရင်မြင်ရတဲ့အတိုင်းပဲကျွန်တော်တို့တွေနဲ့အပေါင်းလက္ခဏာလေးပေါ်လာလိမ့်မယ်ဒီလေစီးနေတဲ့ကြောင်လေးကဘာလို့ပေးရလဲဆိုတော့ဗျာကို့မှာအသုံးမလို့တဲ့ပစ္စည်းတွေဓမ္မမို့ရင်လေ coin နည်းနည်းပဲရရဲ့ပစ္စည်းတွေကို3ခုပေါင်းလိုက်တဲ့အခါတွေးမိနေကြတဲ့အတိုင်းပဲဗျာကျွန်တော်ကခင်းရောင်3ခုပေါင်းလိုက်တာဖြစ်တဲ့အတွက်အဝါရောင် item တစ်ခုရမယ်ဆိုပြီးတော့အာမခံချက် 100% ရှိတယ်ဒါပေမဲ့ကျွန်တော်မလဲဘူးဒီလိုနဲ့ပဲကျွန်တော်တို့တိတ်ပြီးတော့အသုံးမလို့တဲ့ပစ္စည်းတွေဓမ္မမို့ရင်လေ coin နည်းနည်းပဲရရဲ့ပစ္စည်းတွေကိုစုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးလေးလေးလို့ရတယ်တွေးမိနေကြတဲ့အတိုင်းပဲနာရီရဲ့ခွေးစရုပ်နှစ်ကောင်ရဲ့ပေါင်းလိုက်တဲ့အခါကျရင်အနီရောင် item ရနိုင်ကြီး 5% ပဲရှိတယ်ဆိုတော့မတန်တော့မလဲဘူးဒီတော့တန်လေးရအောင်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့ခွေးစရုပ်နှစ်ကောင်ရဲ့ပြီးတော့ဘေးနာ drone ရဲ့ပေါင်းလိုက်မယ်ရွှေရောင်ပစ္စည်းရနိုင်ကြီး 90% ကျော်ဆိုမတန်တော့မလဲဘူးအဲ့တော့တန်မာချင်းတူတူရမှာမသေးကြသလိုသေးကြသလိုရှိနေတယ်စိမ်းရောင်ပစ္စည်းတွေရဲ့ပြီးတော့မီးခိုးရောင်ပစ္စည်းရဲ့ပေါင်းပြီးတော့လေးလိုက်တဲ့အခါအချင်းကြီးကောင်းမယ်လို့ထင်တဲ့အတွက်ဒါလေးကိုပဲ confirm လိုက်ပါတော့မယ်ဗျာတေးကြတစ်ခုကတော့ကျွန်တော်တို့ကတိတိကျကျစဉ်းစားရမယ်ကိုကပစ္စည်းတွေကိုဂိမ်းဆော့ရင်းနဲ့ရမှာဆိုပေမဲ့လည်းပဲတိတိကျကျစဉ်းစားမိလဲတာပို့ပြီးတော့ကျိုးရှိလိမ့်မယ်ဒါဆိုရင်တွေးမိနေကြတဲ့အတိုင်းပဲလှေစီးမဲ့အချိန်က3နာရီကျော်ကြံသေးတာဖြစ်တဲ့အတွက် brother တို့ပြဖို့အတွက်3နာရီအောင်မစောင့်နိုင်ဘူးဗျာအဲ့တော့ကျွန်တော်မှာလျှက်စစ်က9နာရီစာလေးရှိတယ်ဒီလျှက်စစ်လေးကဘာလို့တာလဲဆိုတော့အဲ့ဒီလှေမောင်းနေတဲ့ကောင်လေးကို speed up မြင့်မိတာဒီလိုနဲ့တနေ့ကို9နာရီပဲ free ရတဲ့ item လေးကိုအသုံးပြုပြီးရဲ့နောက်ပါတော့ speed up မြင့်မိသွားတဲ့အခါဟေးရောင်ရေး item ခင်းရောင်ကြီးရတာဆိုတော့တော်တော်လေးတန်နေလို့ပြောရမယ်ပေါ့နော်ကျွန်တော်ကအစိမ်းရောင်နဲ့မီးခိုးရောင်ပေါင်းပြီးတော့လုပ်တဲ့အတွက်ခင်းရောင်ရတာဆိုတော့2သိန်းလေး2သိန်းပေါ့တန်ပါတယ်ဆိုတော့ကျွန်တော်မှာက coin 18 million လောက်ပဲရှိသေးတာဖြစ်တဲ့အတွက်18 million နေပို့ရဖို့အတွက်ကျွန်တော်စီမှာဒီမဲ့ဆိုရင်စိန်တုံးတွေရှိမယ်ပြီးတော့rolex နာရီလည်းရှိမယ်ခွေးစရုပ်တွေလည်းရှိမယ် drone တွေလည်းရှိမယ်အဲ့ဒါတွေအကုန်လုံးကိုဆက်လက်အော်ပေးမယ်ပေးပြီးတော့ရောင်းလိုက်မယ်
နောက်ထပ်အော်ရောင်35မီလီယံဆိုနောက်ထပ်1မီလီယံပဲရှာရတော့ပါပြရရင်တော့ကျွန်တော်အနေနဲ့ဂိမ်းလေးတစ်ပွဲနှစ်ပွဲ3 4ပွဲလောက်ဆော့တစ်ရက်2ရက်လောက်ဆော့ပြီးသွားလို့ရှိရင်တော့ coin 1မီလီယံဆိုတာကခဏလေးနဲ့ပြည့်တာဖြစ်တဲ့အတွက်ဘာမှတော့စိတ်ပူစရာမလိုပဲဒီတုံကန်ကြီးကိုလဲလို့ရပြီလေဒီမှာတည်ထားမှာတကူကဘာလဲဆိုတော့1688ဘောင်ချာကြီးက28ရက်နေ့ကလေးကစသုံးလို့ရပြီဆိုတော့ကျွန်တော်ဗီဒီယိုတင်တာတော့နောက်ကျသွားပြီဖြစ်ပြီးလောလောဆယ်ကျွန်တော်ကလည်းဒီဘောင်ချာကြီးကိုမရသေးတာဖြစ်တဲ့အတွက်ရှေ့မှာပြောခဲ့သလို1ရက်2ရက်လောက်တော့စုရအောင်မယ်ကျွန်တော်ဘာစကင်ဝယ်မလဲဆိုပြီးတော့မေးကြမဲ့လူတွေအတွက်တော့ကျွန်တော် Delta ရဲ့စကင်ကိုပဲဝယ်ပြမယ်ထင်တာပဲကျွန်တော်ကမစ်လိနာတယောက်ဖြစ်တာဖြစ်တဲ့အတွက်လောလောဆယ်တော့ Legend Skin တွေမှာကျွန်တော်မျက်စိတွေလှတာပြီးတော့ကျွန်တော်ကင်တတ်တာမျက်စိကျတာဆိုရင်ဒီကောင်မလေးရဲ့စကင်ပဲရှိရယ်ကောင်မလေးတော့မဟုတ်ပါဘူးဒီအမကြီးရဲ့စကင်ပဲရှိရယ်ကဲဆိုတော့ကကျွန်တော်ရဲ့ဒီကနေ့ဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့ကြာရင်တော့ဒီတက်ကောင်းမွန်တဲ့ဗီဒီယိုတွေဒီတက်ကောင်းမွန်တဲ့ Honor Skin ကိုတက်အနေနဲ့အတူပြန်လာခဲ့ပါမယ်